iPhone 18 series ကဒါ Apple ရဲ့နောက်ထပ် revolution တစ်ခုဖြစ်လာတော့မှာလားဒီနေ့တော့လက်ရှိထွက်ပေါ်နေတဲ့ iPhone 18 series rumors တွေကိုပြည့်စုံစုံပြပေးသွားမှာပါဒါ Apple အနေနဲ့ iPhone 18 series ကိုဒါအရင်နှစ်တွေတုန်းကလိုမျိုးစက်တင်ဘာမှာတပြိုင်နက်တည်းမိတ်ဆက်တာမဟုတ်တော့ဘဲနဲ့အုပ်စုနှစ်ခုခွဲပြီးတော့မိတ်ဆက်သွားဖို့ရှိနေပါတယ်2026စက်တင်ဘာမှာကျွန်တော်တို့ဈေးကြီးတဲ့ flagship model တွေဖြစ်တဲ့ iPhone 18 Pro, iPhone 18 Pro Max နဲ့ Apple ရဲ့ပထမဦးဆုံးခေါက်ဖုန်း iPhone 4တို့ကိုမိတ်ဆက်မယ်လို့ rumors တွေထွက်နေပါတယ်ဒါတချို့သတင်းတွေအရာကတော့ဒီ iPhone 4ကိုဒီဇင်ဘာမှာမိတ်ဆက်မှာလို့လည်းပြောကြပါတယ်ဒီဈေးနှုန်းသက်သာတဲ့ model တွေဖြစ်တဲ့ iPhone 18, iPhone 18e နဲ့ iPhone Air 2တို့ကိုကတော့2020နှစ်အစမှာမိတ်ဆက်မှာလို့လည်းပြောကြပါသေးတယ်iPhone 18 series မှာကျွန်တော်တို့ Apple ရဲ့ A20 chip အသစ်ကိုအသုံးပြုလာဖို့များပါတယ်ဒီ chip ကဒါ TSMC ရဲ့ 2 nanometer technology နဲ့တည်ဆောက်တာမှာဖြစ်ပြီးတော့ဒါ performance ဘိုင်းမှာပိုမြန်မဲ့အပြင်ကို battery efficiency ဘိုင်းမှာတိတိတတ်တာပိုကောင်းလာမယ်လို့သတင်းတွေထွက်နေပါတယ်အထူးသဖြင့်ဒီ Apple Intelligence နဲ့ AI features တွေကိုပို့ပြီးတော့အားကောင်းအောင်လှုပ်ဆောင်နိုင်ဖို့အတွက်ကဒါဒီ chip ကတော်တော်လေးအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်ပါတယ်ဒီဇိုင်းဝိုင်းကိုကြည့်မယ်ဆိုရင်တော့ဒီ Dynamic Island ကလက်ရှိထက်ပိုသေးလာဖို့ရှိနေပါတယ် Face ID ကို screen အောက်မှာထားမယ်ဆိုတဲ့ rumor တွေထွက်ခဲ့ပေမဲ့လည်းဒါအခုလက်ရှိ update rumors တွေအရာကတော့ Apple ကဒီ Under Display Face ID ကိုမလုပ်သေးဘဲနဲ့ပေါ့နော်ကြည့်နေတဲ့ Dynamic Island လေးကိုပဲပိုသေးအောင်လုပ်မယ်လို့ပြောနေကြပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ screen ကိုကြည့်လိုက်မယ်ဆိုရင်တော့ပိုပြီး clean ဖြစ်တဲ့ experience ကိုရလာနိုင်မှာပါအခုပြောနေတဲ့ rumors တွေထဲမှာဒါလူစိတ်ဝင်စားမှုအများဆုံးအပိုင်းကတော့ဘာအယောင်တွေနဲ့ထွက်လာမလဲဆိုတာပါ leak တွေအရကျွန်တော်တို့ iPhone 18 Pro series အတွက် silver, dark gray, dark cherry နဲ့ light blue ဆိုပြီးတော့အယောင်၄မျိုးထွက်လာမယ်လို့သိထားရပါတယ် dark gray ကကျွန်တော်တို့ professional လွတ်ကြိုက်တဲ့သူတွေအတွက်ရေးစရာကောင်းတဲ့ color ဖြစ်နိုင်ပြီးတော့ဒီ silver ကတော့ဒီ Apple ရဲ့ classic choice ပေါ့Light Blue ကကျွန်တော်တို့ iPhone 13 Pro Max ရဲ့ Sierra Blue ကိုပြန်သတိရလာစေနိုင်တဲ့ Premium Blue Color ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီအားလုံးထဲမှာလူကြိုက်အများဆုံးဖြစ်နေတဲ့ Color ကတော့ Dark Cherry ပါ။ဒီ Red Wine Sansan Premium Feel ပေးတဲ့ဒီ Color ကို Apple က Hero Color အဖြစ်နဲ့သုံးလာမယ်လို့ဒီ leak community တွေမှာတော့ပြောနေကြပါတယ်။ကင်မရာပိုင်းမှာတော့ကျွန်တော်တို့စိတ်ဝင်စားဖို့အကောင်းဆုံး rumor တစ်ခုရှိပါတယ်။ဒါကတော့ variable aperture camera ပါ iPhone တွေမှာကျွန်တော်တို့လက်ရှိအချိန်အထိ aperture size ကိုအလိုလျောက်သတ်မှတ်ထားပေမဲ့ဒီ iPhone 18 Pro model တွေကနေစပြီးတော့မှဒီ DSLR ကင်မရာတွေမှာလိုမျိုး aperture ကိုချိန်ညှိနိုင်တဲ့နည်းပညာပါဝင်လာမယ်လို့ပြောနေကြပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့ low light photography ပိုကောင်းလာမယ် portrait shot တွေမှာပိုပြီးတော့သဘာဝကျလာမယ် professional photography အတွက်လည်းအများကြီးပိုကောင်းလာနိုင်ပါတယ်battery ဘိုင်းကိုပြောရမယ်ဆိုရင်ဒါ2 nanometer chip ရဲ့ efficiency ကြောင့်ကျွန်တော်တို့ battery life ကတော့လက်ရှိထက်ပိုခံလာနိုင်ပါတယ်။နောက်ပြီးကျွန်တော်တို့ game ဆော့တဲ့အခါမျိုးတွေမှာ heat တက်တာမျိုးတွေ performance drop သွားတာမျိုးတွေလည်းနည်းလာနိုင်ပါတယ်။နောက်တစ်ခုကတော့ RAM Pro model တွေမှာကျွန်တော်တို့ RAM 12K အထိပါလာမယ်လို့ leak တွေထွက်နေပါတယ်။အဲ့တော့ Apple Intelligent features တွေတိုးလာတာနဲ့အမျှကျွန်တော်တို့ RAM လိုအပ်ချက်ကပိုများလာတဲ့အတွက်ကြောင့်မို့လို့ဒီ upgrade ကတော့ဖြစ်နိုင်ခြေမြင့်တယ်လို့လည်းသုံးသပ်နေကြပါတယ်။ဒါဆိုရင် iPhone 18 series ကကျွန်တော်တို့ iPhone 10 တုန်းကလိုမျိုး impact ကြီးတဲ့ upgrade ဖြစ်လာနိုင်မလားဒါမှမဟုတ်ရင်ပုံမှန်နှစ်တိုင်းလိုပဲ processor upgrade camera upgrade လောက်နဲ့ပဲပြီးသွားမှာလားအခုထွက်နေတဲ့ iPhone 18 rumors တွေထဲမှာဘယ် features ကိုအမျှော်လင့်ဆုံးလဲ comment မှာပြောပြပေးခဲ့ပါဦးကြည့်ရှုပြီးတော့ဒါအားလုံးကိုကျေးဇူးတင်ပါတယ်